တုံရဲထမင်းကျော်ဒီနေ့ကျွန်တော်အလုပ်ပိတ်ရက်မှာအိမ်မှာရှိတာလေးနဲ့လွယ်လွယ်ကူကူလှုပ်ရှားလို့ရတဲ့တုံရထမင်းကျော်လှုပ်ရှားဖြစ်ပါတယ်အဲ့တော့ကျွန်တော်ကတုံရထမင်းကျော်ကိုပစုံနဲ့ကြော်မှာဆိုတော့အိမ်မှာမွေးထားတဲ့ပစုံ၅ကောင်ကိုကျွန်တော်ကင်ပလိုက်ပါတယ်ထမင်းကြော်ပြီးရင်အပေါ်ကတက်တော်မေလေးတွေဖြူလို့ရအောင်တေးသေးလေးတွေအရင်လှီးထားပါမယ်ပြီးရင်တော့ငရုတ်သီးစိမ်ကြက်သွန်နီရှောက်ရွက်နဲ့ဇပလင်တို့ကိုလှီးထားပါမယ်ဒါကတော့ထမင်းကြော်ရင်ထည့်ဖို့အတွက်ဒီထမင်းကြော်အစားဖြစ်ပါတယ်အဲ့ဒါကကျွန်တော်ဒီ ready made ထုတ်ကိုပဲသုံးတာပါပြီးရင်တော့တုံရန်ထမင်းကျော်ဖြစ်တာမို့လို့တုံရန်အနှစ်ကိုကျွန်တော်သုံးပါမယ်ပုံမှန်ဆိုရင်တော့တုံရန်ထမင်းကျော်မှာကြောက်ဦးထည့်ကျော်လေးမရှိပါဘူးဒါပေမဲ့ကျွန်တော်ကတော့ကိုကြိုက်တယ်လို့စားတာမို့လို့ကြောက်ဦးထည့်လိုက်ပါတယ်ပြီးရင်တော့လှီးထားတဲ့အစာတွေနဲ့ပစုံတွေကိုထည့်ပြီးစီးသတ်ပါမယ်ပစုံညီနဲ့ပြောက်အောင်ငရုတ်ကောင်းမုတ်လေးနဲ့ထည့်လိုက်ပါမယ်ကျွန်တော်ကထမင်းကြော်ရင်ထမင်းကိုရေကတက်တာနဲ့ထည့်ပြီးမှကြော်ပါတယ်ဘာလို့လဲဆိုတော့အေးနေတဲ့ထမင်းကိုကြော်တာနဲ့ပူနေတဲ့ထမင်းကိုကြော်တာကတကယ်တမ်းစားကြည့်တဲ့အချိန်မှာအတော်ကွဲပြားပါတယ်ကဲအားလုံးပြီးပြီဆိုရင်တော့ဒါနောက်ဆုံးကျွန်တော်ကြော်ထားတဲ့ထမင်းကြော်လေးရပါပြီ